အိခင်မွန်းတောက်ရမည့်ဆေးရည်များကိုကြွက်တွင်းထဲသို့တမင်တကာတွန်ချလိုက်သည်မကြာမီထိုဆေးရည်ကိုတောက်မိသောကြွက်မှတေဆုံးသွားခဲ့သည်လင်းကသူမ၏ခင်မွန်းဖြစ်သူတခါမျှနိုးမလာရခြင်းအကြောင်းရင်းမှာတစုံတစ်ယောက်ကဆေးထဲတွင်အစိတ်ခတ်ထားသောကြောင့်ဖြစ်ကြောင်းသူမကိုသဘောပေါက်သွားစေခဲ့သည်တရားခံကိုရှာဖွေရန်အတွက်ထိုမျိုးသမီးသည်မိသည့်အရာကိုမျှထုတ်မပြောခဲ့ပေရင်းအစားတေဆုံးနေသောကြွက်ကိုတိတ်တဆိတ်မြေမြုပ်လိုက်သည်ထိုအချိန်တွင်သူမ၏ယောင်မသည်အခန်းထဲမှလမ်းလျှောက်ထွက်လာခဲ့သည်သူမသည်မင်္ဂလာဆောင်သည့်နေ့ကိုချက်ချင်းပြန်လည်တွေ့တော်မိသွားသည်သူမ၏ခင်ပွန်းမှာသတိလစ်မေ့မျောနေပြီးအိပ်ယာမှမထနိုင်သောကြောင့်သူမသည်တစ်သားတုံးတစ်ခုနှင့်မင်္ဂလာဆောင်ခဲ့ရသည်အခန်းထဲသို့ဆေးရည်ယူဆောင်လာပေးခဲ့သူမှလည်းထိုအတော်ဖြစ်သည်ထို့ကြောင့်အတော်ဖြစ်သူကသူမ၏ခင်ပွန်းကိုအစိတ်ခတ်ခဲ့သည်ဟုသူမတန်တရားဝင်မိသွားသည်ထို့သို့တွေးမိပြီးနောက်သူမသည်ရောက်ခမဖြစ်သူထံချက်ချင်းသွားရောက်ကဆေးကိုအမြဲတမ်းရောက်ခမကိုယ်တိုင်ပြင်ဆင်ပေးခဲ့ခြင်းရှိမရှိမေးမြန်းခဲ့သည်ရောက်ခမဖြစ်သူကအတော်ဖြစ်သူသည်မကြာခဏလာရောက်ကူညီပေးလေးရှိကြောင်းနှင့်အတော်ဖြစ်သူကသူတို့မိသားစုအပေါ်အလွန်ကောင်းမွန်ကြောင်းပြောပြခဲ့သည်သူမ၏သားနေမကောင်းဖြစ်ကြတဲ့ကအတော်ဖြစ်သူမှာအထူးပင်စိတ်မကောင်းဖြစ်ခဲ့ရသည်သူတို့အိမ်တို့အစားအသောက်များယူဆောင်လာပေးုံသာမကသားဖြစ်သူအတွက်ဆေးဝယ်ရန်ငွေကြေးပါစိုက်ထုတ်ပေးခဲ့သည်ရွာသားများအားလုံးကလည်းထိုတော်ကိုစိတ်သဘောထားပြေဝသူတဦးအဖြစ်ချီးမွမ်းကြသည်ဤအကြောင်းကိုကြားပြီးနောက်ထိုမျိုးသမီးဇဝေဇဝါဖြစ်သွားခဲ့သည်အတော်ဖြစ်သူကဆေးထဲတွင်အစိတ်ခတ်ထားခြင်းဟုတ်မဟုတ်သူမမသိချသဖြင့်ဆေးရည်များကိုတိတ်တဆိတ်တွန်ပြည့်ရန်သာတတ်နိုင်ခဲ့သည်နောက်တစ်နေ့တွင်ရောက်ခမဖြစ်သူအားအဝိရှော်ကူညီပေးနေစဉ်အံ့ဖွယ်မှုတစ်ခုဖြစ်ပွားခဲ့သည်မနေ့ကဆေးမတောက်ခဲ့ရသောသူမ၏ခင်မွန်းသည်ရုတ်တရက်နိုးလာခဲ့သည်ရင်းသည်ဇနီးမောင်နှံနှစ်ဦး၏ပထမဆုံးအကြိမ်တွေ့ဆုံခြင်းလည်းဖြစ်သည်အကြောင်းမှာထိုမျိုးသမီးသည်ကံကောင်းခြင်းများဆောင်ကျင်းပေးမိသူတို့သမီးအဖြစ်သူမ၏ဖခင်ဖြစ်သူကခင်ပွန်း၏မိသားစုထံရောင်းစားခြင်းခံခဲ့ရ၍ဖြစ်သည်ဤအကြောင်းကိုသိရှိပြီးနောက်ခင်ပွန်းဖြစ်သူမှာအလွန်ပင်အာနာစိတ်မကောင်းဖြစ်သွားခဲ့သည်သူကဇနီးဖြစ်သူအားအကယ်၍သူတေဆုံးသွားခဲ့လျင်သူမအနေဖြင့်သူ့အတွက်မူဆိုးမအဖြစ်ကြံရစ်နေရန်မလိုကြောင်းအကြောင်းမှာသူမသည်သူ့အပေါ်မိသည့်အကျွေးများမတင်ရှိသောကြောင့်ဖြစ်ကြောင်းပြောကြားခဲ့သည်ဤစကားကိုကြားရသောအခါအမျိုးသမီးမှာအလွန်ပင်စိတ်လှုပ်ရှားခံစားသွားရသည်နောက်ပိုင်းရက်များတွင်ခင်ပွန်းဖြစ်သူသည်နေ့စဉ်အချိန်တိုအတွင်းနိုးလာတတ်သည်အတော်ဖြစ်သူသည်ဤသတင်းကိုကြားသိရလျင်ရခြင်းမြို့ပေါ်မှဆေးချို့ကိုချက်ချင်းသွားရောက်ဝယ်ယူခဲ့သည်အတော်ဖြစ်သူမလာရောက်ခဲ့သည့်ရက်များအတွင်းတွင်သူမသတိပြုမိသည်မှာခင်ပွန်းဖြစ်သူ၏ကျန်းမာရေးအခြေအနေမှာတိတိတတ်တာတိုးတက်ကောင်းမွန်လာခဲ့ခြင်းဖြစ်သည်အတော်ဖြစ်သူကခင်ပွန်းအတွက်ပြင်ဆင်ထားသောဆေးရည်ကိုထပ်မံယူဆောင်လာသောအခါထိုအမျိုးသမီးကတမင်တကာတိုက်မိပြီးမှောက်ချလိုက်သည်အတော်ဖြစ်သူမှာအလွန်ပင်ပြာရခတ်သွားခဲ့ပြီးအမျိုးသမီးကလည်းတောင်းပန်စကားဆိုခဲ့သည်အတော်ဖြစ်သူကသူဖြစ်သူ၏ဆေးကိုရန်နာထား၍မရကြောင်းပြောဆိုပြီးဆေးထပ်မံပြင်ဆင်ရန်အပြင်သို့ပြန်လည်ထွက်ခွာသွားခဲ့သည်အတော်ဖြစ်သူဆေးပြင်ဆင်ရင်အလုရှုပ်နေစဉ်အတွင်းထိုအမျိုးသမီးသည်နောက်ဖေးဝင်းထဲရှိရောက်ခမဖြစ်သူထံသို့အမြန်သွားရောက်ကဆေးရည်အလုံးကိုအတော်ဖြစ်သူကမြို့မှဝယ်ယူလာခြင်းဖြစ်ကြောင်းပြောပြခဲ့သည်သူမကဆေးထဲတွင်အစိတ်ပါနေသည်ဟုတန်တရားရှိကြောင်းပြောခဲ့သည်ဤစကားကိုကြားပြီးနောက်ရောက်ခမဖြစ်သူကထိုမြစိတ်ထားကောင်းသောသူကိုတန်တရားမဝင်တင်ကြောင်းပြောဆိုကအမျိုးသမီးကိုစတင်အပြစ်တင်လေသည်ရောက်ခမဖြစ်သူကသူမကိုမယုံကြည်ကြောင်းမြင်ရသဖြင့်သူမသည်မြေကြီးထဲမှတေဆုံးနေသောကြွက်ကိုတူးဖော်ကထိုနေ့ကဖြစ်ပျက်ခဲ့သမျှကိုပြောပြခဲ့သည်ရောက်ခမဖြစ်သူသည်ယခုအထိမယုံကြည်သေးပေသူမကအတော်ဖြစ်သူအနေဖြင့်သူမ၏သားကိုလှုပ်ကြံရမည့်အကြောင်းရင်းမရှိဟုတွေးတောနေသည်မကြာမီတွင်အတော်ဖြစ်သူကဆေးရည်ကိုထပ်မံယူဆောင်လာခဲ့သည်ထိုမျိုးသမီးကရောက်ခမဖြစ်သူသည်နောက်ဖေးဝင်းထဲတွင်သူမအားမေးမြန်းစရာတစ်ခုခုရှိနေသည်ဟုမူသားပြောကအတော်ဖြစ်